တာတို့သမီးတို့အားလုံးမင်္ဂလာပါဒီနေ့ဆရာမကကျွန်ုပ်တို့ဓမ္မစကူးဆိုတဲ့သင်ခန်းစာတွေကခရီးသွားတိမ်နသားလေးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခရီးသွားတိမ်နသားလေးအကြောင်းကောင်းငင်မှာသွားလာလေးရှိတဲ့တိမ်နသားလေးဟာခရီးသွားရင်ထူးထူးခြားခြားမြင်ကွင်းတစ်ခုကိုတာယာကုန်းရွာလေးမှာတွေ့လိုက်ရတယ်တဲ့ရွာလမ်းပေါ်မှာတူညီဝတ်စုံဝတ်ထားတဲ့ကလေးငယ်တွေအများကြီးဟာပျော်ပျော်ရွှင်ရွှင်နဲ့တနေရာရာကိုသွားနေကြတာတဲ့ဒီကလေးငယ်လေးတွေပျော်ပျော်ရွှင်ရွှင်နဲ့သွားနေကြတာဘယ်နေရာဖြစ်မလဲဆိုတာတိမ်နသားလေးကစိတ်ဝင်စားသွားပြီးကလေးငယ်တွေသွားရနောက်ကိုတိမ်လွှာကလေးစီးပြီးလိုက်ကြည့်ပါတော့တယ်ဒီလိုနဲ့ရွာထိပ်နာရောက်တော့ကလေးငယ်တွေအားလုံးရွာဦးဖုံးကြီးကျောင်းထဲဝင်သွားတာကိုတွေ့လိုက်ရတယ်တဲ့အရင်ရောက်နေတဲ့ကလေးတွေကနောက်မှရောက်လာတဲ့တငယ်ချင်းတွေကိုလက်အုပ်ချီပြီးမင်္ဂလာပါလို့နှုတ်ဆက်နေကြတာလဲတွေ့လိုက်ရတယ်တဲ့ဒီလိုတငယ်ချင်းချင်းချင်းလက်အုပ်ချီခေါင်းလေးညှိုးပြီးနှုတ်ဆက်တာကိုတိမ်နသားလေးကအရင်ကတခါမှမမြင်ဘူးခဲ့ဘူးတဲ့အင်မတန်မှကြက်တည်ရှိတဲ့မြင်ကွင်းကိုမြင်လိုက်ရတော့တိမ်နသားလေးရဲ့စိတ်နှလုံးမှာကြည်နူးသွားပါတော့တယ်အိမ်ကနေပန်းယူလာတဲ့ကလေးတွေကဖျားပန်းအိုးထိုးဖို့ပြင်နေကြတယ်ဖျားတောက်တော်ရေးကတ်မဲ့သူတွေကလည်းတောက်ရီကွက်ကိုအသေးချာစီးနေကြတယ်တဲ့ကျောင်းဝင်းအတွင်းတပြက်စီးလဲနေတဲ့သူတွေကလည်းလဲအမိုက်သိမ်းတဲ့သူတွေကလည်းသိမ်းနဲ့တန်ရှင်းလုံနေကြတဲ့ကလေးငယ်တွေကိုကြည့်ပြီးတိမ်နသားလေးတောင်ရွှင်မြူးတက်ကြွလာပါတော့တယ်အချက်ပေးခေါင်းလောင်းတန်တစ်ခုကိုကြားလိုက်ရတဲ့အခါမှာတော့ကလေးငယ်တွေအားလုံးဟာဓမ္မယုံကြီးတစ်ခုထဲမှာစုဝေးပြီးတော့ဖျားပန်းနဲ့ရေချမ်းကပ်လှူကြတယ်ကလေးတွေအားလုံးကလည်းညီညီညာညာနဲ့ဖျားရှိခိုးကြတယ်သီလခံယူကြတယ်9မိနစ်လောက်လဲတရားထိုင်ကြတယ်တဲ့ကလေးတွေတရားထိုင်တာကိုကြည့်ရင်တိမ်နသားလေးရင်ထဲမှာငြိမ်းချမ်းမှုကိုခံစားလိုက်ရတယ်9မိနစ်တရားထိုင်လို့ပြီးမှတော့ကလေးငယ်တွေဟာမိမိတို့သက်ဆိုင်ရာအတန်းအသီးသီးမှာဗုဒ္ဓဘာသာသင်ခန်းစာများကိုစတင်လေ့လာနေကြတာကိုတွေ့ရပါတယ်တချို့အတန်းတွေမှာဆရာပြောတဲ့ပုံမြင်ဇာတ်လမ်းတွေကိုနားထောင်နေကြတာတွေတချို့အတန်းတွေမှာပကြီးဆွဲနေကြတာတွေအုပ်စုဖွဲ့ပြီးလှုပ်ဆောင်နေကြတာတွေအတန်းလိုက်စုပေါင်းကစားနေကြတာတွေနဲ့ပျော်ပျော်ရွှင်ရွှင်တချင်းကြပြတွေဆိုနေကြတာတွေကိုတိမ်နသားလေးကတအံ့တောလိုက်ကြည့်နေပါတော့တယ်တာယာကုန်းရွာရဲ့ကောင်းငင်မှာလှည့်လည်သွားနေတဲ့တိမ်နသားလေးဟာငိမ့်ကျက်လာတဲ့ကလေးလူငယ်တွေရဲ့ရင်ကျေးလိမ်မာပုံတွေညီညီညွတ်ညွတ်တက်တက်ကြွကြွနဲ့လုပ်နေကြတာတွေကိုတွေးလိုက်ရတော့ဝမ်းမြောက်ဝမ်းသာဖြစ်ရတဲ့အပြင်ရွာရဲ့တန့်ရှင်းတဲ့လေကိုရှူရှိုက်ခွင့်ရတဲ့အတွက်ကြည်နူးလန်းဆန်းနေတာပေါ့ကွယ်အဲ့ဒီလိုပျော်ရွှင်ကြည်နူးစွာနဲ့ရှေ့ကိုခရီးဆက်ခဲ့တဲ့တိမ်နသားလေးဟာတပီတော်ဆိုတဲ့နောက်ထပ်ရွာတစ်ရွာကိုရောက်ရှိလာပါတော့တယ်တပီတော်ရွာကိုရောက်လိုက်တာနဲ့နန်းစောနေတဲ့လေကစီးကြိုလိုက်တော့တိမ်နသားလေးလဲမျက်နှာရှုံးမဲ့ပြီးစိတ်ညစ်သွားပါတော့တယ်အကြောင်းရင်းကိုသိကျင်လို့မြေပြင်ပေါ်ကိုလှမ်းအကဲခတ်ကြည့်လိုက်တော့ရွာနောက်ဘက်ကအမိုက်ပုံမှာအမိုက်တွေကိုစီးမဲ့ကမ်းမဲ့စွန့်ပစ်ထားတာတွေ့လိုက်ရတယ်တဲ့တာယာကုန်းရွာကကလေးတွေလိုပဲတပီတော်ရွာကကလေးတွေလည်းဘာတွေများလုပ်နေကြသလဲလို့လေ့လာကြည့်တဲ့အခါစူးစူးညံ့ညံ့အတန်တွေကြားလိုက်ရတယ်တဲ့အတန်လာရာကိုကြည့်လိုက်တော့ရွယ်သူကလေးတွေရံဖြစ်
ထိုးကျိတ်နေကြတာကိုတွေ့ရတယ်တဲ့တိတ်နဲ့သားလေးကလည်းအယမ်းလန့်သွားတာပေါ့အော်ဒါဆိုရွာတဲ့ဘက်ကြည်အောင်ပါပဲဆိုပြီးရွာတဲ့ဘက်ကြည့်လိုက်တော့လဲနေမြင့်မှအိယာထားပြီးမျက်နှာတစ်နေတဲ့အပြင်းကြီးတဲ့ကလေးတွေညီလေးညီမလေးတွေကိုအနိုင်ကျင့်နေတဲ့သူတွေမိဘဆရာသမားတွေကိုရိုင်းရိုင်းဆိုင်ဆိုင်ပြန်ပြောနေတဲ့ကလေးစိုးတွေကိုတွေ့လိုက်ရတယ်တဲ့လူကြီးမိဘတွေကိုရိုင်းရိုင်းဆိုင်ဆိုင်ပြန်ပြောနေတဲ့ကလေးတွေကိုတွေ့လိုက်ရတော့တိတ်နဲ့သားလေးကစိတ်ညစ်သွားတာပေါ့ကွယ်ဓမ္မစကူးတက်နေကြတဲ့တာယာကုန်းရွာကကလေးတွေနဲ့တပြေတော်ရွာကကလေးတွေကွာခြားတာကိုကြည့်ပြီးတိတ်နဲ့သားလေးကအလိုမဲစိတ်မချမ်းသာဖြစ်သွားပါတယ်အဲ့ဒီလိုမျိုးစိတ်မချမ်းသာဖြစ်သွားတဲ့တိတ်နဲ့သားလေးဟာစိတ်ညစ်ပြီးတပြေတော်ရွာကနေအလင်းမြန်ပဲထွက်ခွာသွားပါတော့တယ်အဆုံးထိနားထောင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်သင်ယူမှတ်သားဖို့လိုအပ်ရင်ဗီဒီယိုကိုနောက်တစ်ခေါက်နားထောင်နိုင်ပါတယ်နော်တတား